သားတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးတစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကိုယ့်အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိပ်စက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိပ်စက်နိုင်တယ်တချို့နိုင်တယ်ဆိုပြီးတော့ပြစ်စလက်ခတ်ပြောကြားရတဲ့လူကအသက်ဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူးနားနေတာမှန်ပါဘာဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူမိုက်တချို့အဲ့ဒါလိုပြောတဲ့စကားတစ်ခွန်းကြောင့်သေရတာတွေရှိပါတယ်ဗျာနော်ဦးဇင်းတို့ရာဇဝင်ထဲမှာစကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံရာဇဝင်မှာတရုတ်ပြည်မင်းခွေးချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီ